မနက်မိုးလင်းလို့အိယာကနိုးပြီဆိုတာနဲ့ဒီနေ့ငါဘသူပေါ်မှာဒေါသမထွက်မိအောင်ကြိုးစားမယ်ပြီးတဲ့အခါမှာတတ်နိုင်တဲ့ကောင်းမှုကုသိုလ်လေးတွေကိုကြိုးစားပြီးပြုမယ်အားလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားမယ်လို့ဒိဋ္ဌံလိုက်မယ်ရေနဲ့ကိုယ်မျက်နှာလေးထိလိုက်တဲ့အချိန်မှာဘုရားကိုကိုးကွယ်ပါ၏တရားကိုကိုးကွယ်ပါ၏တန်ခါကိုကိုးကွယ်ပါ၏ပါဠိလိုဆိုရင်တော့ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိတန်ခံတရဏံဂစ္ဆာမိဆိုပြီးတော့တရဏဂုံ၃ပါးကိုစောင့်တည်လိုက်ပေါ့ပြီးတဲ့အခါမှာတတ္တဝါများစွာဘိယံကွာကျမ်းမာချမ်းသာကြပါစေဟောဒီရေကလေးကအေးချမ်းသလိုပဲတတ္တဝါတွေရဲ့ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေဆိုပြီးမေတ္တာဖြန့်ဝေပို့လိုက်ပေါ့ငါမနေတော့ကမသေးသေးတဲ့အတွက်ကြောင့်ဒီနေ့အသက်ရှင်နေတာပါလားဒီနေ့လဲငါအချိန်မရွေးသိနိုင်ပါလားဆိုပြီးတော့မရဏနုတ္တိဘာဝနာကိုပွားများပေးမယ်ပြီးတဲ့အခါမှာငါရဲ့ခန္ဓာကိုယ်မှာယွန်ရှာဆက်ဆုပ်ပွေတွေကြီးပါတကားဆိုပြီးအတုပဘာဝနာပွားများဒီနေ့ငါအလုပ်တွေလုပ်ရင်းနဲ့ကုသိုလ်များများရအောင်စိတ်ကောင်းလေးတွေမွေးမြူပြီးတော့အလုပ်တွေကိုလုပ်မယ်ဆိုပြီးအဓိဋ္ဌာန်လိုက်ပေါ့ဒါဆိုရင်မနက်ခင်းမှာအချိန်3မိနစ်လောက်ပဲကြာပေမဲ့ကုသိုလ်တွေစုံသွားပါပြီအားလုံးပဲမင်္ဂလာရှိတဲ့မနက်ခင်းလေးကိုကောင်းမှုကုသိုလ်တွေနဲ့နိုးထပြီးတော့ကောင်းမှုကုသိုလ်တွေနဲ့တနေ့တာကိုဖြတ်သန်းနိုင်ကြပါစေအားလုံးပဲကျမ်းမာချမ်းသာကြပါစေ